ကူးတယ်ဘယ်လိုကူးတာလဲပြောလိုက်ပါဒီဘက်လက်ကဒီဘက်ကူးပြလေဒီဘက်ကူးပြလိုက်အားလုံးပဲမင်္ဂလာပါခင်ဗျာ TMY blog ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကြောက်စင်မြို့ရဲ့သမိုင်းဝင်ရွှေသိန်းတော်ဘုရားကြီးပဲဖြစ်ပါတယ်ခင်ဗျာအားပြီးတော့တောင်းရှိအောင်3ရက်တောင်းတောင်းတော့ငါပြရတော့ဘုရားဝဲသာသနာဝဲဒိဋ္ဌိမွဲဆိုတားဒီမိုင်းကျွန်တော်တို့ရွှေသိန်းတော်ဘုရားရဲ့ပရဝဏ်ထဲကိုစတင်ဝင်လိုက်ပြီဆိုတာနဲ့ရည်သွေးရမှာကတော့အတိတ်ထံအောင်ပွဲတွေပဲဖြစ်ပါတယ်ခင်ဗျာဒီရွှေသိန်းတော်ဘုရားကြီးကဆိုလို့ရှိရင်ရှင်းမင်းအဆက်ဆက်တွေကအရေးကြီးတဲ့ကိစ္စရပ်တွေဆိုလို့ရှိရင်အတိတ်ထံစီသစ္စာဆိုပေးကြတဲ့သမိုင်းဝင်အောင်မြင်တစ်ခုလည်းဖြစ်ပါတယ်အနော်အနာမီကိုယ်တိုင်ကဆယ်မြောင်းတာသမန်နဲ့အောင်မြင်မှုကိုဒီနေရာမှာအတိတ်ထံပြခဲ့တာကြောင့်အခုထက်ကြီးလေခက်ခဲတဲ့အလုပ်တွေအောင်မြင်ဖို့လာရောက်စုတောင်းကြတဲ့အတိတ်ထံအောင်ဘုရားဖြင့်နာမည်ကြီးလာပါတယ်ခင်ဗျာစစ်စင်ဒဇာမုံလာပြင်းနေ့ရောက်တိုင်းမှာတော့စေသိန်းတော်ပွဲရန်ပွဲတော်ကိုစီကားတိုက်လိုက်စွာကျင်းပလေးရှိပြီးဘုရားရင်မြင်တော်တစ်ခုလုံးကိုစီမီအောင်နေနဲ့ဖင်တင်လင်းလို့ပြညိုစရာအလွန်ကောင်းပါတယ်ခင်ဗျာမတိုးပင်ငန်းရက်လုတ်ပူဇော်ပွဲတွေမြမရိုးရပွဲစည်းတဲ့အနေနဲ့ကြောက်စင်မျိုးရဲ့တက်ဝင်လှုပ်ရှားနေတဲ့ရိုးရရည်ချင်းမှုအငွေသက်တွေကိုဒီဘုရားပွဲတော်မှာအပြေးအဝမြင်တွေ့နိုင်ပါတယ်ခင်ဗျာဒီသမိုင်းဝင်ရွှေသိန်းတော်ဇေယျတော်မြတ်ကြီးရဆိုလို့ရှိရင်ဗကန်ခေတ်အနော်ရထာမင်းကြီးလက်ထက်ကလေးကတည်ထားပိုးခဲ့တဲ့ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူပဲဖြစ်ပါတယ်ခင်ဗျာအနော်ရထာမင်းကြီးဟာကြောက်ဆွယ်လေးမြစ်မှာဆယ်မြောင်းစာသမန်တွေကိုအောင်မြင်စွာတည်ဆောက်ပြီးတဲ့နောက်မှာတော့အထိတ်မှတ်အနေနဲ့ဒီဇေယျတော်ကိုတည်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဇေယျတော်နဲ့အတူရွှေတည်ပြီးတဲ့သိန်းတော်ကြီးကိုပါစောင့်လို့လှူလန်းနေတာကြောင့်ရွှေသိန်းတော်လို့အမည်သွင်းခဲ့တာဖြစ်ပါတယ်ခင်ဗျာလန်ရင်းကိုခရံရဲ့စိုက်ပျိုးရေးအောင်မြင်မှုသမိုင်းကြောင်းတွေပကံခေတ်လက်ရာတွေကိုသက်သေထူနေတဲ့ကြီးညိုပွဲဇေယျတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာအခုအမနော်ချမ်းမောခေါ်ရမယ်နော်ဒီကနေ့တော့တမီးဝင်ဆက်လေးမမနောက်တော့လာโอเคဒီပါရင်ညဒီကြောင်တောင်းရွက်နိုင်တော့တားကောင်းနေတဲ့နာသိရပါသူဤအလုပ်အကိုင်းကျွန်တော်တို့ဘုရားမြင်တော်ပေါ်မှာဖူးမြော်ပြီးလို့အောက်ကိုဆင်းလာခဲ့လို့ရှိရင်တော့အညာဒေသရဲ့ရိုးရာရည်ရည်မှုအငွေ့သက်တွေပြည့်ညက်နေတဲ့ရွှေသိန်းတော်ဘုရားဈေးတိုင်းကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဈေးတိုင်းကြီးကအလွန်ကိုစီကားပြီးတော့ရိုးရာမှုမျိုးစုံနဲ့ဒေသခံတို့ရဲ့ပေါ်ရလာတဲ့အယောင်းဝယ်တန်းတွေကတကယ်ကိုတက်ဝင်လှုပ်ရှားနေပါတယ်ခင်ဗျာဒီဘက်ထိုင်နိုင်မယ်သမီးဒီကောင်လာလဲဘေးကျွန်တော်တို့ကြောက်စင်ရွှေသိန်းတော်ဘုရားကိုဖူးပြီးတဲ့နောက်မှာတော့ပန်းလောင်မြစ်မှာရေကစားဖို့ထွက်ခွာလာခဲ့ကြပါတယ်ခင်ဗျာလူထွက်လာ有了失败。ဟုတ်ကဲ့ဟုတ်ကဲ့အခုလားဆိုရင်ဘာမှမဖြစ်ပါဆက်လေးစိတ်ကိုသွားနေပါတယ်ကြောက်တော့ပဲဟိုမြင်တွေ့နေတယ်ဒီကနေဖြည်းဖြည်းချင်းဆင်းလာပါဟိုလေးပဲချောလဲရတော့လည်းဒီမဲ့ကဲရပါပြီဒီပန်းလောင်မြရာဆိုလို့ရှိရင်ရှမ်းရိုးမှတောင်တန်းကြီးတွေစီကနေပြီးတော့မြေဖျားခံပြီးအညာမြေပြန့်လွင်မြစီကိုခွေးကောက်စီးဆင်းလာတဲ့ဒီမြစ်ကတော့ကြောက်ဆယ်ခရိုင်ရဲ့အသက်သွေးကြောလို့တင်စားရမယ်ပန်းလောင်မြစ်ပဲဖြစ်ပါတယ်ခင်ဗျာ
သမိုင်းပညာရှင်တွေအဆိုအရဗကန်အင်ပါယာကြီးအင်အားတောင့်တင်းခိုင်မာခဲ့တာဟာအနော်ရထာမင်းကြီးကဒီပန်းလောင်မြစ်ကိုအခြေခံပြီးတော့ဆယ်မြောင်းတာတမန်တွေဆောက်လုပ်ကစိုက်ပျိုးရေးလုပ်ငန်းတွေကိုအောင်မြင်အောင်ဆောက်လုပ်နိုင်ခဲ့လို့ဖြစ်ပါတယ်လို့ယူဆရပါတယ်ခင်ဗျာရှေးလူကြီးတွေအပြောရတော့ဆယ်မြောင်းတွေကိုအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့မြစ်ဖျားကနေဖျားရှင်ကိုရည်မှန်းပြီးပန်းတွေလောင်းလူမျောချခဲ့တာကြောင့်ပန်းလောင်မြင်းလို့အမည်တွင်ခဲ့တာလို့ဆိုကြပါတယ်ခင်ဗျာ အဲ့လေရေအများကြီးတော့ရှိရတယ် ဟုတ်ရှေ့တဲ့ဒီလေလောက်ထိရှိရလား ဒီတဲ့မကောက်ဘူးဟိုမှာဟိုးဒီရောက်ဟုတ်ပါ အော်ဟိုအဲ့ဟိုတော့ညီမလေးဒီရောက်လာ ခင်းရတယ်ဗျဒီ အော်ဒီတဲဒီကိုရေတက်လာဟောအဲ့ကြောင့်အခုကြောင့်ဒီကကြောင့်အခုကြောင့် ည ရေ ဆိုရေလွတ်တယ်မနက်ဆိုရေကပြန်ပိတ်တယ် အော်ဒါရဆယ်ကြီးဟုတ်လား ဒါ10ရအထက်မှာ ဒါဘာလို့ခေါ်တာဘာ ဒါကပန်းတော်မြင် ပန်းတော်မြင့်ဟော မြစ်ကို10ပိတ်ထားဟုတ်တယ်ကိုအောက်မှာ10အထက်မှာ10ထက်ကကြောင့်10ကြီးပေါ့အောက်မှာကြောင့်ကိုတို့ကြော်ခဲ့ကင်နာလေး10တော့ရ10လေးပေါ့ ဟောဒါတိတ်တိတ်လေးပဲပေါ့နော်ဒါလေးက ဟုတ်တယ်ခုမှတိတ်သွားတာနက်တော့ ရရပါချက် မမပြောထားမမဒီမှာညီမလေးတရားနောက်ကထိုင်မှာရ သမီးကြီးစင်ပြီလား ဒီတော့ဘူးလောင်နေ ဒီလိုကလေးဒူးတော့တကယ်ဟာတောင်းနေနေရ ဟာလားဘူးရတယ်ဆိုရောက်တယ်နော် ညုတ်တယ်ဘိုးရဆိုရေလဲရမ်းများတယ်ရှည်တကုန်နေလဲတော့အဲ့ဒီ နောက်တော့ဒီကဆိုးလေကွာ 这个我是 A 你 ဘာကြည့်နေတည်နေရလား 光买什么就接后去的， ဟွာလေ အဲ့ဒါပြော အော် မရဘူးအဲ့လိုရှေ့ပြတယ် သူကြီးပြနေလားမအဲ့နာမည် 这个人牛啊，就这样嘛。 အဲ့ဒါကဟိုဒီလိုပြောပြဟောချင်တယ်ဒါစင်ပြီလားဒါလေးကလည်းဟာလားတိတ်ပြီလားပြောတော့အခုကျွန်တော်တို့မျက်စိတစုံလှမ်းမြင်နေရတဲ့ဒီတောင်မြန်ရင်းကြီးတွေကတော့ပန်းလောင်မြင့်ရဲ့မိခင်ဖြစ်တဲ့ရှမ်းရိုးမှာတောင်တန်းကြီးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီတောင်တန်းကြီးတွေကြားထဲကနေမြင့်ရဟာကြောက်စိမ်းရောင်အတိုင်းအပစွာစီးဆင်းလာပြီးတောင်ရှည်တစ်လျှောက်မှာတပေါင်းအတိုင်းစိမ့်စုံနေတဲ့တောတောင်ရှူခင်းတွေကိုဖန်တီးပေးထားပါတယ်ခင်ဗျာအခုကျွန်တော်တို့ရှုခင်းတွေကိုအလှပဆုံးဖြစ်အောင်ကျွန်တော်ရိုက်ကူးပုံဖော်ထားပေမဲ့အပြင်မှာမြင်တွေ့နေရတဲ့အလှကိုတော့ဘလို့မှလိုက်လို့မမီပါဘူးခင်ဗျာသူကနွေရာသီဖြစ်တဲ့အတွက်တစ်မျိုးတစ်ပုံလေးတော့လှနေရတယ်ခင်ဗျာ
ကျွန်တော်တို့အထူးသဖြင့်ကင်းသားဆယ်နာကိုရောက်တဲ့အခါမှာတော့တောင်မက်ဆောက်ကြီးတွေကြားမှာဝစ်စင်းနေတဲ့ရေပင်ကျဲကြီးနဲ့မနက်ခင်းဆိုရင်မြင်တွေ့ရမယ်မြူပိုးဆိုင်နေတဲ့တောင်တန်းတွေရဲ့အလှတွေဟာတကယ်ကိုရင်သက်ရှူမောစရာကောင်းပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ကြောက်ကြိုကြောက်ကြားထဲမှာသွားနေရတဲ့ရေရဲ့အယောင်လေးရာဆိုလို့ရှိရင်ကြောက်သိန်းအောင်လေးဖြစ်နေတော့စိတ်နှလုံးကိုအရန်ကိုအေးချမ်းစေပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ရေတံခွန်လေးရဆိုလို့ရှိရင်နွေရာသီဖြစ်တဲ့အတွက်ရေကအနှဲငယ်ပဲကျပေမဲ့မိုးရာသီဆိုလို့ရှိရင်အရန်ကိုလှပပါတယ်ခင်ဗျာရေစီးလည်းအရန်တန်တယ်လို့ပြောကြတယ်ခင်ဗျာဆော့လို့ရတယ်ကျွန်တော်ဆော့ရင်ကော လာမီကိုနေတယ်မှာ ဒါရေမနဲ့တာပဲနားလေဒီမနဲ့တာဆိုမှဟိုနားလေးမနဲ့အဲ့နားတော့လည်းဝေးကူးလို့မရဘူးနော်အော်မျက်မယ်ပြောက်က ဒီနားကနဲ့တယ်ဒီမှာနဲ့ကြီးပဲဟိုနားလည်းဆောနဲ့ကြီးပဲ သမီးခြေတော့ထောက်လို့ရလား ဟောရတယ် ဒီဘက်ကောသူထောက်လို့မရတော့ဘူးလေဆင်းမနေတော့တဲ့ ဟိုရောက်ပါလို့ ဟိုမှာတော့ဆိုတိတ်နေလေးတွေရှိတယ်လူကြီးပါအေးပြောလားဒီစိတ်မလားဒီချိန်မလားဒီရရချာထိုင်မှာပဲရေစုံမဲ့တော့မရှိရယ်ထိုင်မှာပဲအော်ဟိုမှာတဲ့ကျွန်တော်ရုပ်တင်ဖေးမှကြည့်မိုက်တယ်ညာတီးကြီးနေမယ်ညာလှတယ်ညာဝေးပါလို့တော့ရှင်းပြဟောရဲချမီးရေကူးရလား ဟေးဟေးဘယ်အေးလား ဒီမှာလည်းမရဘူး ဟိုဘက်ကတော့ရည်တပြည့်မမရဘူးဟိုဘက်ကတော့တာဖာနေဟိုဘက်ကတော့လိုက် ဒါကိုဘောင်းခေါ်တာ သမီးသားဒါမပါမအဆင်ပြေသေးဒါပါအဆင်မပြေ ဟိုဘက်ကအဆက်လေးမတို့ညီမလေးကိုသွားနေနေ ဘူးဝေးဒီစင်းလို့မရတော့စင်းမလားဒါချွတ်လာမစင်းအောင်ဟုတ်ကလေးအမကြောက်ခဲ သမီးမခေါ်နဲ့ သမီးရမရဘူးသမီးရ သမီးဖြည်းဖြည်းလာ အဆင်ပြေတယ်တဲတောင်ပင်မှာအဆင်ပြေတယ် ဟိုတော့မကြောက်ခဲနဲ့ရည်ရတက်တော့ ဒါကြီးအနေပုံများတယ်ဒီဟာတွေကပုံများတယ်ဟောသူကဟိုင်ဝဲဘာသူ မမခဏကိုစီးလာတယ်ခလေးမမခဏယူစီးပြီးတော့ဘဲဝတော့မလေးမမတဲတဲလေးရမလေးတဲတဲလေးရမလေးလာလာ你少点可以。哦好，ကူတာဒါရေကူဒီနေ့အိမ်မှာရေကူမယ်ဘယ်လဲတမီးဒီကိုခလေးမလို့နဲ့ရေဒီကိုပါလားရေဒီကိုပါတော့ပြေးထားရေဒီမကူးနဲ့ရေဒီမကူးတတ်ဘူး ဦးပြီရေဒီ3ယောက်ဆိုတော့ခဲနေတာစဉ်းစားတယ်3ယောက်ဆိုတော့မနိုင်တော့ဘူးလက်3ပတ်တော့ပဲရမောင်ကြီးမောင်ကြောက်လေဟေး ကိုရေ ဟေး ဒီကူလာပါတယ်
ပါဦးဒီဘက်ကြည့်လိုက်ပါဦးဒီကူးတဲ့ရုပ်လေးပြလိုက်ပါဦးဘယ်လိုကူးတာလဲပြလိုက်ပါဦးဒီဘက်လက်ကဒီဘက်ကူးပြလေဒီဘက်ကူးပြလိုက်သမီးကြီးကဘယ်လိုကူးရလဲသမီးကြီးကမမဘယ်လိုကူးလဲပြလိုက်လေမမဘယ်လိုကူးလာလဲတဲ့ဒီဝေယုံနဲ့ဝေယုံပါလားမလို့ကြည့်ပါဦးကြည့်ပါဦးစင်မေလားအမေကြီးစင်မေလားပျော်လားအမေကလည်းပျော်လားတော့လဲဝါသူကမကူအောင်ပဲတင်းနေတာ ချမ်းပါသူ ဟေးတာတာကြီး တဘောကြတက်လာတော့သူကြောက်လို့လိုက်ရှာတော့ဟိုတဲတော့မတက်တော့နေ ဒါရီယူရမှာ ထားတာလေပြောလို့ထားတယ်တူပါဟောထားကြရတယ်သူတို့တူတူပဲတဲ့မှာ ဟောကြီးလေးအဲ့ဒါထားခဲ့လိုက်မယ်နော် တတိပေါ်တယ်နော် ကိုကြီးအဖို့မမဒီကမပို့ပေးမှလို့ပြောလိုက်ကြပြီနော်ကြီးလေးဒါမှမဟုတ်ခွေဝါလို့လေရလားမလားစင်ပြီလားချွတ်ခဲ့မှာဝေါ်မလား စစ်ခဲ့မှာနော်ဟုတ်လား ချွတ်ခဲ့အေး ဟာကိုအိတ်ကို ဒီမှာလေ ဟိုကိုမင်း ကိုတယောက်ကိုခေါ်ပါ လာ အောက်ကိုကြည့်အော်ဘေဘေရှုပ်ပါလို့ဘေရှုပ်ပါတယ်ရေးဆေးပေး ဟိုရောက်ဝေးမစင်းမယ် ရေးဆေးထားပေးမယ် ကဲခုလေသိန်းကနေပြန်တက်လာပါပြီဆန်ကတော့ဒီမှာကျွန်တော်ဝါခက်လေးတွေပေါ့ဒါလေးဝါခက်လေးနဲ့ချန်ကာလားဆောက်ကြွားလေးဆောက်ကြွားလေး တပည့်ရေးဒီမီကြီးရေးတော့ဝသားလို့ဝသားတယ် ကျွန်တော်တို့ရေကစားပြီးတဲ့နောက်မှာတော့ညစာကိုတော့ကြောက်ဆယ်မှာရှိတဲ့ဒေါ်မြချစ်ဆိုတဲ့သမင်းဆိုင်မှာပဲသမင်းစားသုံးခဲ့ကြပါတယ်ခင်ဗျာဘလော့လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ like and subscribe လေးလည်းလုပ်ပေးပါဦးခင်ဗျာကျေးဇူးပါခင်ဗျာ